မင်္ဂလာပါငါညီပြီးခဲ့တဲ့ကြော်စွာဝင်တဲ့အဲ့စီ Thai Fighter ဆလတ်တန်တို့ဘယ်လိုမြည်တယ်လဲကျွန်တော်အမြင်တော့ကောင်းပါလေကျော်သာဝင်ကောင်းလာတယ်ဒီပွဲဟာဘောနာရတင်လားမရတင်ဘူးလားရတင်တယ်သူတို့ပေးရင်ပေါ့နော်ဒါပေမဲ့ထိုးချက်တွေလည်းကောင်းတယ်သုံးပွဲမြောက်သူအနိုင်ရတယ်ဆိုတော့ကိုယ်အတွက်လည်းကောင်းပါလေနော်သူလာဝေးသူစူးစမ်းပြီးမှထိုးတယ်ဆိုတော့ကောင်းတယ်ကြီးလို့လည်းကောင်းပွဲလည်းတော်တော်စီတယ်ဒီလာမဲ့1 Lupini 159မှာမြန်မာ Fighter ချင်း Fighter ပေါ့နော်ဆလန်ထက်ကူးစိတ်က AC Thai Fighter နဲ့ပဲရင်ဆိုင်ရမှာဖြစ်ပါတယ်ဒါဝင်ညီနေဘယ်လိုမြည်တယ်လဲဘယ်လိုမှမမြင်ကြိုက်လို့ဒါဆိုညီလေးပြောဖို့ရစေညီလင်းကဒီစလိုက်ထက်ကွေးစိတ်ပွဲကိုကြည့်ဖြစ်လားမကြည့်ဖြစ်ဘူးတော့မကြည့်ဖြစ်ဘူးအခုတော့တိတ်ဘောကြရတယ်မှာပါတကယ်တည်းကျတော့ဆလန်ထက်ကွေးစိတ်က1 champion စင်ကကျင်းပတဲ့1 Lupini 100နဲ့1 Lupini ပွဲမှာဆိုသူကဒီပွဲနဲ့ဆို4ချိန်မြောက်စီပေါ့နော်ဖာနမပွဲမှာဆိုရင်သူကရှုံးတယ် AC Thai Fighter အမှန်နဲ့ဆုံးတယ်ပြီးတော့ဒုတိယမှာတော့သူပြန်နိုင်တယ်တတိယမှာသူရှုံးတယ်အခုလာမဲ့1 Lupini 100နဲ့59မှာလည်း AC Thai Fighter တွေပဲထပ်ပြီးရင်ဆိုင်ရမှာဖြစ်ပါတယ်ဒီပွဲမှာအခုရဲ့အမြင်ပြောရဆိုတော့စလိုက်ချက်ကွိစိတ်နိုင်ဖို့တော့အလားအလာရှိတယ်။ဘာဖြစ်လဲဆိုတော့ဒီ AC Thai Fighter ကစလိုက်ထက်ကွိစိတ်နဲ့ကြည့်မယ်ဆိုရင်သူကစလိုက်ထက်ကွိစိတ်တဲ့မွေထိုင်းပဲပို့ထိုးများတယ်။သူရဲ့တက်လိုပိုင်းကအဲ့လိုထိမကောင်းဘူး။ဒါကြောင့်ဒီပွဲမှာစလိုက်ထက်ကွိစိတ်အနိုင်ရမယ်လို့ထင်တယ်။ဒါပေမဲ့ World Champion စင်ကပါနာတယ်။မြန်မာပြည်သားတွေကိုလည်းဖြိုပြမှုပေးသလိုဒီကွေးအတွင်းအပြင်းမှာကွေးအတွင်းဖြစ်စီအပြင်းမှာဖြစ်စီပေါ့နော်ပရိသတ်တွေညီငွေရအောင်ဒီစလိုက်ထက်ကွေးစိတ်ကိုပွဲစီခုနှစ်ကနေသူပေးထိုးတယ်ဒါကြောင့်မြန်မာပရိသတ်တွေရဲ့သဘောထားပြောမှဆိုရင်တော့မြန်မာ fighter တွေကအစောကြီးသူပေးထိုးမှဆိုရင်မြန်မာ fighter ပွဲပြီးတာနဲ့မြန်မာပရိသတ်တွေကကွေးအပြည့်ထွက်သွားတယ်ဒါကြောင့်နောက်ဆုံးပွဲတိုင်းမှာ World Champion ကကျင်းပတဲ့ 1 Lupini ပွဲကိုတတိထားပြီးကြည့်မယ်သူတို့ကနောက်ဆုံးမှာပဲထိုးပွဲစဉ်မရှိတော့မှပွဲစဉ်ခုစစ်ကိုအဲ့လိုတိသူတို့ထည့်ပေးလိုက်တယ်ဒါတကယ်ပြောတာနော်1 Champion ကကျင်းပတဲ့ 1 Lupini ပွဲတိုင်းမှာမြန်မာ fighter မပါဘူးဆိုရင်လေ 1 Champion ကပါနာတယ်ဒီ fighter တွေထိုးတဲ့နေရာမှာပဲသူကအလင်းပေးတော့တယ်ပရိသတ်တွေစီးတဲ့နေရာကိုသူတို့မရိုက်ပေးတော့ဘူးဒါကြောင့်မြန်မာ fighter ကိုဖြစ်နိုင်မယ်ဆိုပွဲတိုင်းပဲသူတဲပေးရှင်တယ်မြန်မာ fighter လာရင်မြန်မာပရိသတ်ကအခိုင်အမာဝင်းအထိလာရောက်ပြီးအားပေးတယ်တခြား fighter ပွဲပဲဆိုရင်တော့ online ကနေပဲအားပေးတယ်ဝင်းအထိသွားပြီးတော့မအားပေးကြဘူးမြန်မာ fighter တွေလာရောက်ပြီးဆိုတော့စိုးဒီဖြစ်စေနိုင်ဒီဖြစ်စေသူတို့ကကိုယ့်ရဲ့မြန်မာ fighter တွေကိုလည်းသူတို့ကကွေးအတွေ့အထိဟိုရောက်အားပေးတဲ့မြန်မာပြည်သားကိုတော့ပြောမဆိုရင်ဒါဥက္ကဋ္ဌ treasury ကနားလေတော့ပြီးလို့ထင်တယ်ပေါ့နော်ဒီနောက်လာမဲ့1 Lupini 159ဒီတစ်ပတ်တော့ကြာတော့ဆိုရင်ဒီလေစလိုက်ထက်ကွေးစိတ်ပွဲကိုစောက်ကြည့်ဖြစ်အောင်စောက်ကြည့်ပေးပါအဲ့ဒါမှဒီစလိုက်ထက်ကွေးစိတ်ကဘယ်လောက်ထိကောင်းလဲဆိုတာညီလေးသိမှာပါဟုတ်ကဲ့ကျေးဇူးတင်ပါတယ်နောက်လာမဲ့ပွဲမှာလည်းကျွန်တော်နဲ့ကျွန်တော်ရဲ့ညီလေးကိုကျွန်တော်ဒီအားကစားလောကကိုပုံမှန်သုံးသပ်ပြတော့မှာဖြစ်ပါတယ်ဗီဒီယိုလေးကိုလည်းအဆုံးထိလက်ပါကျေးဇူးတင်ပါတယ်